ကိုယ့်ရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာတကြိုမယ်ဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလည်းမသိနိုင်ကြဘူးတချို့ဟာကောင်းကင်ယံမှာအိဋ္ဌရောက်သွားတာလည်းရှိတယ်တချို့ဟာပင်လယ်ထဲခရီးသွားရင်အိဋ္ဌရောက်သွားတာလည်းရှိတယ်မျိုးစုံပဲလေမျိုးစုံပဲအဲ့တော့ကိုယ့်ရဲ့အလောင်းဘယ်နေရာမှာပြစ်ချရမယ်ဘယ်နေရာမှာမြုပ်နှံရမယ်တင်းကြိုရမယ်ဆိုတဲ့ဟာလဲမှန်းကြည့်လို့မရနိုင်တဲ့ဟာတစ်ခုပဲနောက်မသိနိုင်တာတစ်ခုကဘာလို့ဆိုရင်ဂတိလူတိုင်းဟာလမ်းကြောင်းကြီးစခန်းကြီး၅ခုရှိတယ်ဂတိ၅ပါးလို့ခေါ်တာပေါ့ destination နဲ့ခရီးဆုံး၅ဌာနရှိတယ်အဲ့ဒီ၅ဌာနကဘာလို့ဆိုရင်ဒေဝဂတိတဲ့ကုသိုလ်ကံတွေအကျိုးပေးလို့ရောက်သွားနိုင်တဲ့နေရာတစ်ခုကနတ်ပြည်ထို့နောက်ဒုတိယရောက်သွားနိုင်တဲ့နေရာကလူပြည်အကုသိုလ်တွေအကျိုးပေးလို့ကံမကောင်းအကြောင်းလာရောက်သွားနိုင်တဲ့နေရာတစ်ခုကပြိတ္တာတရိစ္ဆာန်ငရဲအလုံးဂတိ၅မျိုးအဲ့တော့ပုရုဇဉ်တယောက်အနေနဲ့ဘဝတစ်ခုအဆုံးသတ်ပြီဆိုရင်ဘယ်ဘဝမှာပြန်လီမွေးဖွားမလဲဆိုတော့ပြောလို့မရဘူးစိတ်ရဲ့အခြေအနေတွေသိဆုံးတဲ့အချိန်မှဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ်မှာမူတည်သွားတယ်သောတာပန်မဖြစ်သေးသမျှနိယတဂတိလို့ကိုသတ်မှတ်ထားတဲ့ဘဝတစ်ခုကိုသွားလို့မရသေးဘူးတဲ့နော်ဘုရားလောင်းကြီးတောင်မှတရိစ္ဆာန်ဖြစ်တဲ့အခါဖြစ်သွားတယ်ငရဲကျသွားတဲ့အခါကျသွားတယ်ဘာဖြစ်လို့တေဂဏိအချိန်မှာဘာတွေနဲ့ကြုံပြီးဘာစိတ်နဲ့သိပဲဆိုတာကြိုတင်ပြောလို့ရမရဘူးကြိုတင်ပြောလို့မရနိုင်တဲ့အချက်အခုလို့ဘဝစည်းစာအချိန်ဘဝခရီးကိုရှောက်လန်းပြီဆိုလို့ရှိရင်ဒီအချက်တွေဟာလူတိုင်းကြိုတင်မပြောနိုင်တဲ့အချက်တွေကြီးပါပဲအဲ့ဒီတော့ဘဝစည်းစာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာတကယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အမတမသနာစရာကောင်းတဲ့အနေအထားမျိုးရောက်နေကြတယ်အဲ့ဒီချိန်မှာတေအမူမှုအချိန်ရောက်နေပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကလည်းကိုယ့်ကိုဘာမှမတတ်နိုင်ဘူးကဲတင်နိုင်စွမ်းမရှိဘူးမြတ်စွာဘုရားကသုတ်တန်တစ်ခုမှဟောထားတယ်နတ္တန္တိဗုဒ္ဓဒါနာယလောကမှာသေခြင်းတရားနဲ့ရင်ဆိုင်လာပြီဆိုလို့ရှိရင်ကာဝယ်ပေးမဲ့သားသမီးဆိုတာမရှိဘူးတဲ့မိဘတွေအဖို့သားသမီးအနေနဲ့လည်းပဲကဲတင်ပေးနိုင်တဲ့မိဘဆိုတာမရှိဘူးဆွေတွေမျိုးတွေလည်းဒီလိုဘဝစည်းစာအချိန်ရောက်နေပြီဆိုလို့ရှိရင်တော့ကဲတင်နိုင်တဲ့လူတယောက်မှမရှိဘူးလို့ဒီလိုပြောတာပတ္တစာရီနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဒီတရားကိုဟောတာအမြဲတမ်းနှလုံးသွင်းစရာကောင်းတဲ့တရားဟောနပိတာနာပိဘန္နဝအန္တကေနာရိပန္နတနတ္ထိညာတိတုဌာနတာသေခြင်းတရားလွှမ်းမိုးရောက်ရှိလာပြီဘဝစည်းစာတရားမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ဘသူမှမတတ်နိုင်ပါဘူးတဲ့အကာအကွယ်မပေးနိုင်ပါဘူးအဲ့ဒီလိုအခြေအနေမျိုးဟာအမတန်မှဒီလိုပုဂ္ဂိုလ်မျိုးဟာတကယ်ကိုဒုက္ခိတလို့ခေါ်ရမယ့်အချိန်ပဲဘဝစည်းစာခရီးရောက်နေပြီဆိုလို့ရှိရင်တော့အမတန်မှသနာရမယ့်ပုဂ္ဂိုလ်ဒီအချိန်မှကရုဏာမထားနိုင်ဘူးဆိုလို့ရှိရင်ကရုဏာမထားတဲ့ပုဂ္ဂိုလ်ဟာရက်ဆက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်မှာပေါ့ဒါကြောင့်မို့ဒီကနေ့စကိုင်းရိုးသူမျိုးသားတွေစုပေါင်းပြီးတော့ဒုက္ခကာရီအသင်းဆိုတာတည်ထောင်တာကျမ်းမာမှုဆိုတဲ့အချိန်နော်ဘဝစည်းစာရောက်လာတဲ့ကျမ်းမာမှုလူတွေကကျမ်းမာရေးနဲ့ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အသက်အန္တရာယ်ဟာအမှန်တမ်းနီးတယ်ပေါ့အသက်အန္တရာယ်နီးတယ်ဘာကြောင့်နီးတုံဆိုလို့ရှိရင်အချိန်မီဆေးရုံရောက်ရင်ရောက်မရောက်ရင်သိနိုင်တဲ့ယောဂအသက်အန္တရာယ်နဲ့နေတာအချိန်မီလေးရောက်သွားလို့ရှိရင်လည်းအသက်ကိုကယ်တင်နိုင်လိုက်တဲ့အခါရှိတယ်ပေါ့အဲ့ဒီအခက်ခဲတွေကိုပြည့်လဲအောင်ဒီအခက်ခဲတွေတို့ဘယ်နည်းနဲ့ဖြေရှင်းရမလဲခက်ခဲတွေပြေးလဲအောင်ဖြေရှင်းခြင်းနဲ့ဆိုတာကရုဏာပဲ
အဲ့ဒီလိုအခက်အခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေအသက်ကိုလူနေရတဲ့အချိန်လေးမှာလိုအပ်တဲ့အကူအညီတစ်ခုကိုပေးလိုက်လို့ထိုပုဂ္ဂိုလ်အသက်ကိုကယ်တင်နိုင်လိုက်တယ်ဆိုရင်လည်းအလွန်ဝမ်းသာစရာကောင်းတဲ့ကုသိုလ်ကြီးတစ်ခုပဲအေးကောင်းပြီဘဝရောက်လာရင်တော့လူတိုင်းဟာအဆုံးသတ်ကတော့သိခြင်းတရားပဲအဲ့ဒီသိခြင်းတရားနဲ့အဆုံးသတ်ပြီဘဝဏီကုံချုပ်သွားပြန်ပြီဆိုလို့ရှိရင်လည်းပဲထိုပုဂ္ဂိုလ်အတွက်ကတော့သိဆုံးသွားတဲ့ပုဂ္ဂိုလ်အတွက်ကတော့ဘာမှသိနိုင်တဲ့အနေအထားမရှိတော့ဘူးဘဝအသစ်တစ်ခုကိုအစပြုဘဝတစ်ခုအဆုံးသတ်ခြင်းသည်ဘဝအသစ်တစ်ခုကိုဒီတန်းပြိုးခြင်းပဲဖြစ်တယ်အဲ့တော့ဒီတန်းရဲ့အစဟာဏီကုံမှာဘဝတစ်ခုမှာဏီတန်းရဲ့အစဟာဏီကုံက